လူကျုံတို့ခင်ဗျာလောကမှာအောင်မြင်မှုစီကိုဝင်ဖို့အတွက်ရေပုံကအားဖြင့်တကား၃ပေါက်ရှိပါတယ်လူတွေကအောင်မြင်မှုစီကိုသွားဖို့အတွက်ဘဝမှာဒီတကား၃ပေါက်ကနေဝင်ကြပထမတကားပေါက်ကတော့တာမန်လူတွေရဲ့တကားပေါက်ဖြစ်ပါတယ်အဲ့တော့တာမန်လူတွေရဲ့တကားပေါက်လို့ဆိုတာနဲ့အညီအဲ့ဒီတကားကနေဝင်တဲ့သူတွေကကမ္ဘာမှာလူ100ရှိရင်80ရာခိုင်နှုန်းကအဲ့ဒီတကားပေါက်ကနေဝင်ကြအဲ့တော့ဝင်တဲ့သူတွေများရင်ဘာဖြစ်မလဲတန်းစီရတာပေါ့တန်းနေအကြာကြီးစီရမယ်ညလုံးတော့မြင်အောင်ကြည့်လိုက်ကလပ်ထဲဝင်တဲ့တကားပေါက်လို့တွေ့လို့ပဲเนาะပုံမှန်လူတွေဝင်တဲ့တကားပေါက်ကလပ်ကိုတန်းစီပြီးဝင်ရတယ်အထဲမှာလည်းဟာပိတ်ဆို့စောင့်နေရတာတွေကများတာပေါ့ဒုတိယတကားပေါက်ကတော့ VIP တွေရဲ့တကားပေါက်ဖြစ်ပါတယ်ကလပ်ထဲမှာဝင်တဲ့တကားပေါက်ကိုပဲကြည့်လိုက်လား VIP တွေ VVIP တွေဘယ်လိုဝင်လဲเนาะသူတို့က VIP ဆိုတာရောက်တာနဲ့တခါတည်းဝင်လို့ရတယ်ဘဝအောင်မြင်မှုမှာလည်းဒီတိုင်းပဲ VIP တကားပေါက်ဆိုတာရှိတယ်အဲ့တော့ဒီတကားဘောက်ကဘယ်သူတွေဝင်လဲရှင်းရှင်းလေးပဲကမ္ဘာပေါ်မှာရှိတဲ့ billionaires တွေဟလာထိပ်တန်းအောင်မြင်တဲ့လုပ်ငန်းရှင်တွေနောက်တစ်ခါကျွန်တော်တို့ဒါကမ္ဘာပေါ်မှာရှိတဲ့ဘယင်တွေရဲ့မိသားစုတွေတော်ဝင်မျိုးနွယ်တွေစသဖြင့်အကောင်မွေးကလေးကကိုယ့်အဖေရတယ်เนาะကျွန်တော်တို့ဒီနိုင်ငံမှာအချမ်းသာဆုံး top 10ရဲ့တယောက်ယောက်လားဒါမှမဟုတ်ကိုယ့်အဖေဟာဒီနိုင်ငံရဲ့ဘယင်လားကိုယ့်အဖေကဘယ်သူလဲဒီပေါ်မူတည်ပြီးတော့မိသားစုအတိုင်းဝိုင်းအဆက်အသွယ်နဲ့ပတ်သက် VIP တကားဘောက်ဆိုတာလည်းရှိပါတယ်အဲ့ဒီတကားဘောက်ကတော့ဝင်ရတာအလွန်လွယ်တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကလူတိုင်း VIP တကားဘောက်ကဝင်လို့မရဒါပေမဲ့အောင်မြင်မှုစီမှာတတိယတကားဘောက်ဆိုတာရှိအဲ့ဒီတတိယတကားလူတွေသိမမြင်ကြတတိယတကားဝင်မယ်ဆိုရင်လူချင်းမင်းဒီ VIP အတိုင်းဝိုင်းဖြစ်ဖို့လည်းမလိုအပ်ဘူးဒါပေမဲ့တတိယတကားဘောက်ကဝင်ပြီးသွားတာနဲ့ကိုတိုင်း VIP ဖြစ်သွားမှာအခုန VIP တကားဘောက်ဝင်တယ်ဆိုတာကိုကမွေးလာတဲ့ VIP ဖြစ်လာတယ်နော်ဒါကတော့ကျွန်တော်တို့ဒီ power တွေကပြောမယ်ဆိုမွေးရပါ power ဆိုတဲ့လူတွေမှာရှိတာပေါ့ကိုကကျော်ဝချမ်းသာတဲ့မိသားစုအတိုင်းဝိုင်းမွေးလာတယ်ဟလာစသဖြင့်ပေါ့ဒါပေမဲ့အခုကျွန်တော်ပြောမဲ့တက်တရတကားဘောက်ကလူချင်းမဝင်မီကတန်ပန်လူပဲအဲ့ဒီတကားဘောက်ကဝင်လာရင်အထဲရောက်တဲ့ VIP ဖြစ်သွားမှာကဲစိတ်ဝင်စားဘူးလားအဲ့တော့အဲ့ဒီတက်တရတကားဘောက်ကလူတိုင်းတော့ဝင်လို့မရအောင်အဲ့တက်တရတကားဘောက်ကဝင်ဖို့အတွက်အရေးချင်း3ရက်လို့တက်တရတကားဘောက်ကိုဝင်ဖို့အတွက်အရေးချင်း3ရက်လို့ပထမအချက်ကတော့အလွန်အရေးကြီးတယ်အဲ့ဒီအချက်ကဘာလဲဆိုတော့လူချင်းမင်းဒီသင်ယူလေးလာမှုလုပ်ဖို့လို့တာမန်လူတွေဒီသူတို့ကြိုက်ရင်တင်တယ်ပြောရင်တင်တယ်သူတို့စိတ်ဝင်စားရင်တင်အောင်မြင်တဲ့သူတွေကကြိုက်မကြိုက်ပြောမပြောစိတ်ဝင်စားမစားလိုအပ်ရင်တင်ဘဝမှာအောင်မြင်ခြင်းတစ်ချက်ပဲမဟုတ်လို့လေလိုအပ်ရင်တင်မှာလူတွေတော်တော်များမအောင်မြင်ရခြင်းအကြောင်းရင်းကလိုအပ်တာကိုသိတယ်အဲ့ဒီလိုအပ်တဲ့အရာကိုမသိဘူးလိုအပ်တာကိုသင်တာတစ်ခုတည်းနဲ့အဲ့ဒီ VIP တကားပေါက်မှာလူချင်းပထမတစ်ချက်ဝင်လို့ရတော့အဲ့တစ်ခုတည်းနဲ့တော့မရသေးဘူးဒုတိယအချက်ကတော့လူတွေမှာအလွန်အရေးကြီးတဲ့အချက်ဖြစ်တယ်အဲ့ဒါပါလဲဆိုတော့ယုံကြည်မှုဖြစ်ပါတယ် law of belief ယုံကြည်မှုဒီလေဘဝမှာအလွန်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်ဒါနဲ့ပတ်သက်မြန်လေးပဲအဖြစ်အပျက်လေးတစ်ခုပြောပြတခါတော့ကျောင်းတစ်ကျောင်းမှာဒီအထက်တန်းကျောင်းကြီးတစ်ကျောင်းပေါ့အမေရိကန်